အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုမှာတော့ကျွန်တော် Fiverr ကနေကျွန်တော်2025ကုန်သွားပြီပေါ့နော်ဗီဒီယိုလေးသိမ့်မတင်ဖြစ်တာလည်းပါတယ်ဒီအားကြောင့်ဒီ25ကုန်သွားပြီးနောက်ပိုင်းဒီ26ထဲမှာ3လတောင်ကုန်သွားပြီပေါ့နော်အဲ့ဒီ3လအတွင်းဝင်လာတဲ့ order လေးတွေကိုကျွန်တော်ပြချင်တယ်ဗျဘာတွေလောက်ရလဲပေါ့နော်ဘယ်နှစ်ရက်လောက်နဲ့ဝင်ငွေဝင်လာလဲအချိန်ဘယ်လောက်ယူရလဲပေါ့နော်အဲ့ဒါလေးတွေပြချင်တယ်ဆိုတော့ Fiverr မှာဆိုရင်ကြည့်ရင်ဒါကျွန်တော်တို့ဒီ order တွေကြည့်မယ်ဆိုလို့ရှိရင် develop variety ရှိတယ်အဲ့ဒါကလက်ရှိလောက်ရမယ့်အားတွေပေါ့နော်ဒါကျွန်တော်လောလောဆယ်လုပ်နေတဲ့ဟာတွေဆိုဒီအောက်မှာပြတယ်ပေါ့ active ဆိုတာကျတော့ခုနဒီ active ဖြစ်နေတဲ့ဟာတွေအကုန်လုံးဒီ active အောက်မှာပြတယ်နဲ date လိုက်ပြန်ဆင်ထားတဲ့ဟာတွေပေါ့နောက်ကျနေတဲ့ဟာတွေ deliver လုပ်ထားတဲ့ဟာရှိမယ် complete ဆိုရင်189ခုကျွန်တော်ရှိမယ် cancel ဖြစ်သွားတဲ့ဟာတွေရှိမယ်ပေါ့နော်အဲ့ဒီမှာကိုကြိုက်တာတွေ star ပြထားတဲ့ဟာတွေရှိတယ်ဆိုတော့ကျွန်တော်ကဒီ3လအတွင်းကိုပြန်ကြည့်မယ်ဆိုရင်ဘယ်နှခုရှိလဲပေါ့နော်ဒါ April 2ရက်ထိဒါ March 30မှာ deliver လုပ်ထားတာဆိုတော့ဒီဟာကအပါဝင်ကျွန်တော်တို့တွက်ကြည့်အောင်ဆိုတော့ January ဒီကောင်ကနေစတွက်ပေါ့ဗျာရတယ်ဒါဆိုရင်အဲဆိုဒီ deliver date နဲ့ပဲသွားလိုက်မယ်လေဒီကောင်ဆိုရင်ဘာသာပြန်ပေါ့နော်ဘာသာပြန်အလုပ်ပြောရရင်တရက်ထဲနဲ့ဒါပြီးသွားတဲ့သဘောရှိတယ်တရက်ထဲနဲ့ပြီးသွားတဲ့သဘောရှိတယ်ဒေါ်လာ240ရတယ် star တော့5 star မရပဲနဲ့ 4.7 ရတယ်ပေါ့လေဒါ translation လောက်ရတာရှိမယ်နောက်တစ်ခုဒါဆိုရင် recording ပေါ့ဒါဆို recording လောက်ရတာရှိမယ်31ရက်ကနေ31ရက်မှာ deliver လုပ်ထားတယ်ဘယ်နှစ်ရက်အချိန်ယူလဲပေါ့နော်အဲ့ဒါလေးတစ်ချက်ကျွန်တော်ပြကြည့်မယ်ဆိုရင်ဒါ10ရက်ပေါ့နော်10ရက်အချိန်ယူထားတယ်ဖေဖော်ဝါရီ2ရက်ကနောက်ဆုံးဆိုတော့ကျွန်တော်တို့ဟိုလောက်ကဖြစ်မယ်ထင်တယ်20နှစ်လောက်ပေါ့နော်20နှစ်လောက်ဖြစ်မယ်ဒါပေမဲ့ကျွန်တော်က31ရက်မှာပေးထားတယ်ဆို9ရက်6ရက်လောက်တော့အလုပ်လုပ်လိုက်ရတဲ့သဘောရှိတယ်ဆိုတော့9ရက်လောက်လုပ်လိုက်ရတယ်ဒေါ်လာ800ကျော်ရတယ်အဲ့လိုမျိုးလေးပေါ့နော်အများကြီးအဲ့လိုအချိန်ပေးပြီးတော့လောက်ရတာမျိုးမဟုတ်ဘဲနဲ့ recording ဆိုလဲဒီသူတို့ပေးထားတဲ့ script တွေကို record လုပ်ပေးရတယ် female ဆိုလဲ female male ဆိုလဲ male သူတို့ marketing video တွေရှိမယ် awareness video တွေရှိမယ် education နဲ့ပတ်သက်တဲ့ video တွေရှိမယ်စသဖြင့်ပေါ့နော်အဲ့ဒီဟာတွေကိုကျွန်တော်တို့နောက်ခံစကားပြောပြရတာပေါ့ဟိုခက်ခဲကျွန်တော်တို့လောက်ရတာမဟုတ်ဘဲနဲ့ရတဲ့ငွေတွေရတာပေါ့နော်ခက်ခက်ငယ်လောက်ရတာမဟုတ်ဘဲနဲ့ရတာပေါ့အဲ့လိုလုပ်ဒီဆိုလို့ရှိရင်လည်းလုံးဖို့တင်တယ်ပေါ့လုံးပျော်တယ်ပေါ့ဗျာလောက်ရတယ် translation တို့ကမှအားစိုက်ထုတ်ရသေးတယ်ဗျာပြောရရင် translation တွေရှိမယ် voice over ရှိမယ်ဒါလည်းဒီလိုပဲ recording ပဲဒါဒီကောင်လက်တရက်လောက်နဲ့ဒါပြီးမှာပဲသိကြတယ်မြန်မာတန်ပဲvoice over လုပ်ပေးရတာ$60နောက်တစ်ခုဆိုရင်လည်း voice over ကျွန်တော်ဒီနေ့ထဲမှာ voice over တော်တော်လောက်ရတဲ့သဘောမှရှိတယ်$10နဲ့အဲ့လိုလေးပေါ့ဒါဆိုရင်ဘာသာပြန် pre-read လုပ်ပေးရတာ$25နဲ့ပေါ့နော်အဲ့လိုလေးတွေလောက်ရတယ်ပေါ့ဒါဆိုဖေဖော်ဝါရီလထဲမှာဒါလည်း recording ပဲ$20နဲ့ဒါဆိုရင်ဘာသာလည်းပြန်ပေးရတယ် recording လည်းသွင်းပေးရတယ်ဒါဆို$40ချို့ကိုင်းရနေရာဒီမှာ tip လေးတွေပေးတော့ရှိတယ်အဲ့ဒါသဘောကျလို့ရှိရင်နောက်ထပ်$15ထပ်ပေးတာ$5ထပ်ပေးတာအဲ့လိုလေးပေးတာလေးရှိရပေါ့နော်ကိုတောင်းတဲ့ငွေပြင်5 star ပေးသွားတယ်ကိုလုံးကျွမ်းကျင်မှုပေါ့သူတို့စိတ်ကျင်တဲ့ပုံပေါ်မူတည်ပြီးတော့ပေးသွားတာလေးတွေရှိတယ်ရမ်းပျော်ပါဗျာအဲ့လိုချိန်ဆိုလို့ရှိရင်တော့နောက်တစ်ခုကလည်း voice over ပဲเนาะ recording ပဲဒီမှာလေးကြည့်လိုက် recording ပဲ$15နဲ့ခုနောက်ဆုံးပြီးသွားတဲ့ဟာလဲ recording ပဲเนาะ miss recording ဒါဆိုလို့ရှိရင်ကျွန်တော်အစ2ရက်လောက်နဲ့ပြီးပေးမယ်ဆိုပြီးပြောထားပြီးတော့မပြီးနိုင်လို့တချို့ recording တွေကြတော့လေတော်တော်လေးအချိန်ယူပြီးလုပ်ရတာရှိတယ်ပေါ့နော် record လုပ်ရတဲ့ခါကျတော့အတန်နာလာတာရှိတယ်နားဖို့အချိန်လိုပဲနားရတာပေါ့နားပြီးမှပြန်လုပ်ရတယ်ပြီးရင် edit ပြန်လုပ်ရတယ်အဲ့ဒီလိုတော့အချိန်ပေးရတယ်သူတို့ပေးတဲ့ script တွေရိုးရတယ်ဖတ်ရတယ် record လုပ်ရတာအဲ့လောက်မပန်းဘူးပေါ့နော်အချိန်လည်းမကုန်ဘူးဒါမဲ့လည်းဟိုနားပြီးလုပ်ရတာပေါ့နော်ဇက်တိုက်သွင်းရင်လည်းအတန်နာသွားတာတော့ရှိတယ်အဲ့လိုလေးတွေတော့လုံရင်းကင်ရင်နဲ့အ
အချိန်လေးတွေမှန်းတက်လာတာပေါ့နောက်ဆိုရင်တော့အစကျွန်တော်ဒီဟာလဲ2ရက်လောက်ပဲပြီးမယ်ထင်လို့လုပ်လိုက်တာတကယ်တော့မပြီး edit ပြန်လုပ်ရတာနဲ့ဆိုရင်ကြာတယ်ပေါ့အဲ့လိုလေးတွေလုပ်ရတာတော့ရှိတယ်ပြောချင်တာဆိုတော့ဘယ်လိုလုပ်တွေလုပ်ရလဲ Fiverr နဲ့ဘယ်လိုလုပ်တွေရနေလဲဆိုကျွန်တော်အဓိကအဖြစ်တော့အားလုံးမြင်တဲ့အတိုင်းပဲ recording ရှိမယ် translation ရှိမယ်နော်ဒါပြောရင် design ပိုင်းတော့ကျွန်တော်သိမလုပ်ဖြစ်တော့ဘူးအဲ့လိုတွေပေါ့ဒီမှာကြည့်လိုက်လို့ရှိရင်လည်းသိပါတယ်နော်ဘယ်လောက်ထိဝင်ထားလဲဒါဆိုရင် April 3 ရက်ထိဝင်ထားတဲ့ order တွေနဲ့ငွေပမာဏတွေပေါ့ဒီမှာလေးဒါလေးတွေလည်းရှိတယ် March လ last 3 တဲ့မဟုတ်ဘဲနဲ့ကျွန်တော်တို့ last 3 month ကိုကြည့်လိုက်ဒီလိုလေးပြမှာပေါ့ဇန်နဝါရီရနေပြီးတော့ March ထိ order ရေတွက်နဲ့ဝင်နေဝင်ငွေနဲ့အဲ့လိုလေးတွေပြမှာပေါ့လေပြီးရင်ကိုယ့်စီကိုလာတဲ့ client တွေရဲ့နိုင်ငံတွေပြတယ်အဲ့တော့ကျွန်တော်ပြောချင်တာကအလုပ်တွေမပြတ်ဘူးပေါ့နော်လုပ်စေချင်တယ်အလုပ်တွေမပြတ်ဘူး Fiverr မှာပဲဖြစ်ဖြစ် Upwork မှာပဲဖြစ်ဖြစ်အလုပ်တွေမပြတ်ဘူးကျွန်တော်တို့ကခက်တာက payment ဘိုင်းမှာပြဿနာလေးရှိတာပေါ့နော်အဲ့ဒါလေးတစ်ချက်ပေါ့အဲ့ဒါလေးတော့စိတ်တကယ်မကောင်းဘူးကိုယ်နိုင်ငံဘာမှလုပ်လို့မရတဲ့အနေအထားတွေအများကြီးနဲ့ကြုံရတယ်ပေါ့နော်ကျွန်တော်ဆိုရင်2016 19လောက်ကလေးက run ထားတဲ့ဟာတွေက business သဘောမျိုးဖြစ်လာတာပေါ့နော်ဒီဘက်ကလည်းလက်မှတ်တွေတရားဝင်လက်မှတ်တွေပြနိုင်တယ်တစ်ဖက်နိုင်ငံကလည်းဒီ certificate တွေဒါတွေကိုလက်ခံတယ်ပြီးရင်ဝင်ငွေလမ်းကြောင်းပြနိုင်တယ်အခွန်တွေဆောင်ထားတယ်ဒါမျိုးပေါ့အဲ့ဒီလိုမျိုးခိုင်မာနေလို့သာကျွန်တော်တို့လည်းခုချိန်ထိဖြစ်နေတာမဟုတ်လို့ရှိရင်မလွယ်ဘူးပေါ့နော်လောက်ရတာ individually ကြတော့တော်တော်ကိုခက်ခဲပါတယ်ဒါပေမဲ့နီးလန်းနေတော့ရှိပါတယ်လို့လက်မလျှော့ပါနဲ့အမျိုးမျိုးတော့ကြိုးစားရတယ်တင်းနဲ့တစ်နှစ်လည်းမတူဘူးအချိန်နဲ့အမျှလည်းပြောင်းလဲနေတယ်သူတို့ policy တွေ site တွေရဲ့ policy တွေကလည်းပြောင်းလဲနေတာသူတို့နိုင်ငံက policy တွေလည်းပြောင်းလဲနေတယ်ကိုယ်နိုင်ငံရဲ့ policy တွေကလည်းပြောင်းလဲနေတယ်အဲ့ပေါ်မူတည်ပြီးတော့ကိုက try ရတာပေါ့လက်မလျှော့ဘဲနဲ့ try ရတာပေါ့အဲ့တော့လွယ်လွယ်နဲ့ရလာဆိုတော့လွယ်လွယ်နဲ့တော့မရဘူးအဲ့ဒါတော့နော်လွယ်လွယ်နဲ့တော့မရဘူးလောက်ရတယ်ဒါလေးလည်းသိသိချင်လို့ပြောပြတာကျွန်တော်မအားလို့ဒါဗီဒီယိုတွေမတင်ဖြစ်တာပါနောက်ကြရင်တော့ကျွန်တော်ဒီ freelance နဲ့ပတ်သက်လို့ရော business နဲ့ပတ်သက်လို့ရောဗီဒီယိုတွေတင်မှာပါကျွန်တော်ကင်မရာကောင်းကောင်းလေးလဲsetting ကောင်းကောင်းလေးနဲ့ပေါ့လေတင်ပြီးတော့ဗီဒီယိုတွေလုပ်ပါအောင်မယ် knowledge sharing သဘောမျိုးလုပ်ပါအောင်မယ်လောလောဆယ်တော့ကျွန်တော်အချိန်အကန့်အသတ်တွေရှိတော့မလုပ်နိုင်ဘူးပေါ့နော်ဆိုတော့ဒီဗီဒီယိုမှာတော့ဘာရင်မဟုတ်ပါဘူးကျွန်တော်လည်းဗီဒီယိုတင်ရင်းနဲ့ဒါရိုးသားဝင်ခံရရင်ကျွန်တော်YouTube မှာဗီဒီယိုက6လမှာတစ်ခါတင်ရတယ်ဗျYouTube ကဝင်တဲ့ဝင်ငွေလေးရတယ်ရှိသေးတယ်ကျွန်တော်ပြအောင်မယ်ဆိုတော့ YouTube ကဝင်တဲ့ဝင်ငွေလေးရလည်းရှိသေးတော့အဆက်လည်းမပြတ်သွားအောင်ပေါ့နော်ကျွန်တော်လည်းမလုံးနိုင်ဘူးပေါ့တကယ်ဆိုရင်ကျွန်တော်ဗီဒီယိုတွေတင်နေဆိုရင် YouTube လည်းဝင်ငွေအခုဘာမှမတင်တာတောင်သူကလည်းဝင်နေဆိုတော့အဲ့ဒါလေးလည်းအဆက်မပြတ်သွားအောင်လုပ်တဲ့သဘောပေါ့နော်တင်ဒါယူသားဆုံးကျွန်တော်ကတော့ယူသားဆုံးပြပြတာပဲအားလုံးလိန်ညာပြီးတော့တည်တယ်မလားလူစိတ်ဝင်စားအောင်ကျွန်တော်လုပ်ထားမှရှိဒီမှကြည့်ပါလားဝင်နေဗျဘာမှမဟုတ်ဘူးနဲ့နိုးမတို့ဘာလို့ဆိုကျွန်တော်ဘာမှမတင်ဘူးဘာမှမတင်မဲနဲ့ကိုအဲ့လိုမျိုးလေးတွေဒီ2 ယူရို3 ယူရိုအဲ့လိုမျိုးတွေကရတယ်ဗီဒီယိုမတင်ဖြစ်တော့လို့သာလေတင်မှန်းတင်စိတ်လူအတွက်အကျိုးရှိတဲ့ဟာတွေတင်မယ်ဆိုရင်ပို့ပြီးတော့အဆင်ပြေနိုင်တယ်ပေါ့ဒါကျွန်တော်မတင်ဖြစ်လို့ဒါယူသားသုံးနဲ့ပြောပြတာပါကျွန်တော်ဒီဗီဒီယိုတင်နေဆိုတာ YouTube ဘက်ကလည်းအချိန်ဆက်မပြတ်သွားအောင်ရောအလုပ်တွေဆက်လုပ်နိုင်နေဆိုတာရောသိသိချင်းလို့ဒါတင်လိုက်တာဖြစ်ပါတယ်နော်ဒီဗီဒီယိုကြည့်ရတဲ့အတွက်အားလုံးကျေးဇူးတင်တယ်ပြီးတော့နှစ်သက်လည်းရောက်ပြီဆိုတော့စိတ်သက်လူသက်ဘဝသက်မှာအောင်မြင်ကျမ်းမာပြီးတော့ဒီထက်ပိုပြီးစီးပွားတိုးတက်ပြီးတော့ပေါ့နော်ကိုရဲ့စိတ်သွားတိုင်းကိုပါပြီးတော့ကိုဖြစ်ချင်တဲ့အရာတွေကိုအောင်မြင်ချင်တဲ့အရာတွေကိုအောင်မြင်ပါစေကိုနဲ့ချစ်တဲ့သူခင်တဲ့သူတွေနဲ့အတူလက်တွဲပြီးတော့ပျော်ရွှင်တဲ့ဘဝတွေရကြပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်